Hello ပြန်ပါလေးလေးလဲသိလားရလားလေချစ်မောင်ကိုရေတန့်အောင်ဆေးပြီးတော့စားလေးနဲ့ပြုတ်ထားတာရေထမ်းမထည့်တော့ဘူးသူ့ရေလေးနဲ့သူ့ပဲထွက်လာရေလေးနဲ့ကောင်းကောင်းပြုတ်ထားတာလေးပေါ့နော်ဒီမှာကချစ်မောင်အရမ်းရှားတယ်ဆိုတော့ချစ်မောင်ရမ်းရှားတယ်ဆိုတော့လေဒါလေးကရွက်အနှုတ်လေးလည်းဖြစ်နေဆိုချစ်မောင်ကျော်စားရင်တိတ်မချင်ဘူးအဲ့ဒါကြောင့်မလို့ဘာလုပ်လဲဆိုရင်ပြုတ်ပြီးတော့ဒီလိုအလုံးလေးလှုပ်ပြီးတော့ခဲထားလိုက်ပါတယ်နော်ကိုစားခြင်းတဲ့ချိန်ကြတော့မှတစ်လုံးလောက်ကိုယူပြီးတော့ချစ်မောင်ရည်တဲ့စားလို့ရှိရင်ဘာဟင်းလေးနဲ့မဆိုထမင်းမြင်စိမ့်လို့ပါနော်ကျွန်တော်ကိုဘယ်လိုချက်ရလဲဆိုတာပြပေးမယ်နော်အဲ့ဒါတော့စံပြူချက်သွင်းပြီးနံပစွန်ကြောက်ကလေးနဲ့ကိုနည်းနည်းလေးနှောရုံပဲနော်နီအောင်မဟုတ်ဘူးနည်းနည်းလေးနှောရုံလေးထည့်ပြီးတော့ကျော်လိုက်ပါရင်နော်အိုးကတော့စံချိန်နေမဲတူးလေးနော်ဒီအိုးမဲတူးလေးကချက်လို့ကောင်းတဲ့အတွက်ဒီမှာဒီအိုးမဲတူးလေးကိုဝယ်ဆိုင်တာပါရှင်အဲ့တော့စနေမုတ်ကြရင်လည်းစနေမုတ်ထည့်ပေါ့နော်စနေမုတ်ကျမတော့ရိုးရိုးအဖြူရည်တယ်လေးလို့ကျင်လို့ထည့်ပါဘူးအခုတစ်ခါချမောင်လေးတစ်တုံးဒီနှစ်ယောက်စာဆိုတော့ချမောင်လေးတစ်တုံးကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့မှီလိုက်ပါမယ်နော်ဒီရင်တော့ရေနွေးလေးကိုလိုတလောက်ထည့်လိုက်ပါမယ်နော်ရေနွေးထည့်ပြီးစားအချုံမောက်ပြင်တော်တလို့ထည့်ပြီးတော့မြပီးစိမ့်လေးအုပ်ပါမယ်ရှင်နည်းနည်းလေးအချင်းရော့နေလို့လေရှောက်တီးလေးတစ်စိမ့်လောက်ညှစ်ထည့်လိုက်ပါရှင်ပြီးရင်တော့မြပီးစိမ့်လေးအုပ်နည်းနည်းမင်းအုပ်ရင်လည်းကောင်းပါတယ်နည်းနည်းမင်းကသွေးထိုးရဲဆိုလို့ကျမတော့မအုပ်တော့ပါဘူးเนาะအဲ့လိုလေးလှူစားကြည့်ပါရှင်